ဝေးကြမှုဦးစီးဌာနကနောက်ဆုံးတင်ပြထားတဲ့မုန်တိုင်းပူလိုင်းအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာမနေ့ကမြန်မာစံတော်ချိန်18:30အချိန်တိုင်းထွာချက်များအရဗီယက်နမ်နိုင်ငံနဲ့လာအိုနိုင်ငံနယ်စပ်ဒေသများကိုဖျက်ကျော်လျက်ရှိတဲ့အပူပိုင်းမုန်တိုင်းပူလိုင်းအနောက်မြောက်ဘက်သို့ရွေ့ရှားခဲ့ပြီးလာအိုနိုင်ငံကုန်းတွင်းပိုင်းဒေသများကိုဖျက်ကျော်လျက်ရှိပါတယ်အဆိုပါပူပိုင်းမုန်တိုင်းပူလိုင်းဟာအနောက်မြောက်ဘက်သို့ဆက်လက်ရွေ့ရှားနိုင်ပြီးယနေ့ညနေပိုင်းမှာပူပိုင်းမုန်တိုင်းငယ်အဖြစ်အားလျော့ကလာအိုနိုင်ငံကုန်းတွင်းပိုင်းဒေသများကိုဆက်လက်ဖျက်ကျော်နိုင်ပြီး30ရက်9လ2025ရက်နေ့နနက်ပိုင်းမှာလာအိုနိုင်ငံနဲ့မြန်မာနိုင်ငံနယ်စပ်ဒေသများကိုဖျက်ကျော်နိုင်မယ်လို့ခန့်မှန်းထားပါတယ်။နောက်48နာရီအတွင်းခန့်မှန်းချက်ကတော့အဆိုပါပူပိုင်းမုန်တိုင်းပူလိုင်းဟာအနောက်မြောက်ဘက်သို့ဆက်လက်ရွေ့ရှားနိုင်ပြီးယနေ့ညပိုင်းမှာပူပိုင်းမုန်တိုင်းငယ်ဖြစ်အားလျော့နိုင်ကလာအိုနိုင်ငံကုန်းတွင်းပိုင်းဒေသများကိုဖျက်ကျော်နိုင်ပြီး30ရက်9လ2025ရက်နေ့နနက်ပိုင်းမှာလာအိုနိုင်ငံနဲ့မြန်မာနိုင်ငံနယ်စပ်ဒေသများကို၎င်းဆက်လက်ဖျက်ကျော်နိုင်မယ်လို့ခန့်မှန်းထားပါတယ်။သတိပေးနှိုးဆော်ချက်ကတော့အဆိုပါပူပိုင်းမုန်တိုင်းပူလိုင်းမှပြတ်ထွက်လာတဲ့တိမ်တိုင်များကြောင့်ယနေ့ညနေမှတရက်10လ2025ရက်နေ့အတွင်းနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်မှနေရာအနှံ့ပြားမိုးထချုံရွာပြီးအချို့ဒေသများမှာဒေသအလိုက်နဲ့နေရာကွက်၍မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါတယ်မြမကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရန်ဖန်ရန်ခါမိုးသက်လေပြင်းများကြားရောက်ပြီးလှိုင်းကြီးပါမယ်